အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ Rainbow Friends မှာပါကျွန်တော်နာမည်ကတော့ Super ပါအားကြောင့်မို့ကျွန်တော် channel လေးကို like subscribe လေးလုပ်ပေးပါဦးအခုဆိုရင်ကျွန်တော်လုံးစရာရှိရလောက်လိုက်ပါအောင်မယ် A few moments later သူ့လောက်ခိုင်းတာတော့မီးသီးတွေလိုက်ရှာခိုင်းတာအဲ့မီးသီးတွေရှာလို့ပြောရင်မေရှင်းတစ်ခုပြီးသူပြောခဲ့တဲ့မေရှင်းတွေပဲလောက်ခိုင်းတာဆိုကျွန်တော်တို့မီးသီးတွေလိုက်ရှာပါကျွန်တော်အဲ့ဒါတက်တာလိုက်ရမကောင်းဘူးဗျမီးသီးကယူလို့မရဘူးဘလို့ဖြစ်နေအောင်မသိဘူးOh my god ဟာအမတဲတိုးတာပဲပုံမြန်ပုံရင်တော့ဒီကောင်နေလာလွတ်လောက်တယ်ဒါပေမဲ့လည်းကျွန်တော်ထွက်ပြေးမှာဒါပေမဲ့အဲ့လိုကြီးလေမခတ်ဘူးလို့ထင်ရပေမဲ့လည်းရက်နေတာအဲ့ကောင်တစ်နေတာဒါပေမဲ့တော်ဆိုးတယ်ဗျဒီကောင်လည်းဘေကွန်နောက်ကိုလိုက်ပါပြီတော်ဘေကွန်နောက်ကိုလိုက်ပါကျွန်တော်ကတော့တက်တာရပါဘူးခုကျွန်တော်ရထားတဲ့မီးတီးထဲလာအောင်ဘယ်လောက်အဲ့လောက်ပဲတက်လာဆိုလေခုနကကျွန်တော်ဟိုနားလေးမှာတခုတွေ့နေုံဒါပါယုံမသိဘူး A few moments later ကဲလိုက်ရှာမယ်မီးတီးတွေလိုက်ရှာဖို့က15ခုတော့ထည့်ပြီးသွားပြီ25ခုပဲလို့တော့ဒီနေ့ကဘာနေအောင်မသိဘူးကျွန်တော်ရဲ့ channel ကို like and subscribe လေးလုပ်ပေးပါအောင်ကျွန်တော်ရဲ့ channel ကအခုမှစတင်နေမို့လို့ပါဒီမှာတော့ပုံနေဘာဖြစ်လို့မသိဘူးကိုတော်သေးတယ်လို့မို့အေးအောင်ကြီးနည်းနည်းတော့ကြောက်ရရဲ့ဟာဒီကောင်ကြီးကတော်သေးတယ်ငါ့ကိုမမြင်လို့ငါအမြင်ဆောင်ထားလို့ငါပုဂ္ဂိုလ်လာနေတာဟိုဘကွေသွားပြီငါဆိုငါလည်းဆက်ရှိရလို့ဒီမှာလည်းအုပ်ပြီးလာနေဘာဖြစ်လို့လဲမသိဒီဘက်မှာတော့မမပြစ်တော့ဘူးဒီနာပဲကျွန်တော်တို့တက်ကြည့်အောင်တေးတော့မို့မေကြီးရောဟာဘာကောင်နေတော့မသိဘူးကွာငါမှအကောင်မျိုးစုံနဲ့ထိတ်တိုက်ရေးဆိုင်နေရတာဘောဒီမှာကျွန်တော်မီးသီးလိုက်ရှာနေတယ်နှစ်ခုပဲလူတော့ဗျာ23ခုဖြစ်နေတာဒါစီးလို့ရတာဟာဆောက်ဆိုင်တွေ့တော့ပြုတ်ကြသွားရင်တော့မစမ်းကြည့်အောင်စမ်းနေမောင်ပါစမ်းညွှဲလည်းမသိဘူးမတွေ့ဘူးမမီတော့ညီလေးမမီတော့ဘူးခုကျွန်တော်တို့မီးသီးလည်းပြေသွားပြီဆိုတော့ဒီတခါတော့ကြောင်းလေးမှရှိတယ်ဖာလာကအိုးလိုဘာလိုမီးလောင်ပြန်တဲ့ဟာယူရမှာပေါ့ကျွန်တော်တို့သွားရှာရအောင်လူတွေကလည်းအများကြီးရှိသေးဗျဦးဆိုရင်တော့ကျွန်တော်ပုံနေရပါတော့အကောင့်တန်နေကြနေရအားကြောင့်ပုံနေရပါခုနကတော့ကျွန်တော်ရှိရဖြတ်သွားတကောင်တွေ့ရဗျအဲ့ဒါနဲ့ပဲကျွန်တော်ဖုန်းထုတ်တာဟုတ်မလဲနော်ဟဲ့မတွားနဲ့နော်အကောင်ရှိရင်ငါမင်းကိုပြောရင်နော်ဟဲ့ဖင်ရတာဟုတ်မင်းရားကြုံလေအများကြီးပဲကွာဖင်ရမှုရရလက်ဆိုဒါမျိုးကိုပြောတာကွာ A few moments later ကျွန်တော်တွိုင်းနဲ့နေရာတစ်ခုကိုရောက်သွားပါတယ်နော်တွိုင်းနဲ့အမလက်ကြီးတွေ့လားမလက်ကြီးတွေ့လားမတို့ကျင်းလို့လက်ကြီးမကြောက်စရာအကောင်ကြီးခုနကလည်းကျွန်တော်နောက်ကိုလိုက်လာအမအလက်ကြီးနဲ့အမကြီးနေတော့ပြန်သွားပြီအောက်ဆင်းရင်သူလိုက်မှာသူငွေတန်းနေတယ်သူမျက်နှာရည်ကျွန်တော်မြင်ဘူးဗျဒါပေမဲ့အရင်တော့ကျွန်တော်ငရင်တော့ဆုံးအောင်ကျဲမှာပေါ့နော်ဒီပေါ်လောလောဆယ်တက်ကြည့်အောင်ဘာမှတော့မရှိဘူးကျွန်တော်တင်အောက်မှာပဲရှိလာတယ်တဲ့ဒါပေမဲ့လေသူများယူပါရှိနေတာပဲလာပြန်ပြီခုနလက်ကြီးနဲ့တိုးပြန်ပြီဒီကကျွန်တော်ရှိလောက်တယ်ကတိလေးတွေ့လားထီတော့ထီရဒါပေမဲ့နိုင်ဝါရဒီပွဲတော့ကျွန်တော်တို့နိုင်သွားပါတယ်နောက်တစ်ပွဲနိုင်မလားတော့ကြည့်ပေးပါဦးကဲကျွန်တော်တို့ဒီကောက်ကတော့အလုံးနေလိုက်ကောင်းပါပဲဗျာဘာလုံးနေလဲတော့မသိဘူးကျွန်တော်တို့ကောက်နေရပဲဟိုကောက်နေရတော့ကြာပြီဗျအဲ့မဲ့လည်းခုထိတော့မပြေသေးဘူးကျွန်တော်ကဒီဗီဒီယိုရေးလိုက်ပါမယ်ဗျ
အခုဆိုရင်ကျွန်တော်အလုံးရှာလည်းနည်းနည်းကြာနေလူကလည်းနည်းနည်းပဲရှိတော့တယ်ဗျဘယ်နှစ်ယောက်လဲမသိဘူးဗျဒါပေမဲ့နည်းနည်းပဲနည်းနည်းပဲရှိတော့သူတို့ကတေကုန်ကြရဗျဟိုဝါကောင်ကြီးတော်ချမ်းကျွန်တော်ကတော့မသိသေးဘူးဟုံးမလန်တာဆိုချီခံရတနာတော့တနာပါလေအဲ့အချိန်မှာပဲကျွန်တော်တေးမယ်လို့တော့ထင်ထားဘူးဗျအဲ့ဒါနဲ့လေကျွန်တော်လည်းပြုံးတိုင်းဝင်ချသွားပဲကဲတော့မယ်အေးတွေ့ပြီငါသေးပါပြီကွာတွားပြီဘာမှလုပ်လို့မရတော့ဘူးအားလုံးကကျွန်တော် channel ဒီနေ့ဒီလောက်ပါပဲအားလုံး bye bye